မမြင်နိုင်သောမိခင်ဘဝရဲ့အချိန်လေးများလူတွေမြင်တာကကလေးကိုချစ်နေတာပြုံးနေတာပျော်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့မိခင်တယောက်ရဲ့ဘဝမှာမမြင်နိုင်တဲ့အချိန်လေးတွေအများကြီးရှိနေပါတယ်။ညတန်းခေါင်ရဲ့2 နာရီမှာလူတိုင်းအိပ်နေချိန်သူမတယောက်သာမီးအောင်ဖြော့ဖြော့လေးအောက်မှာနှုတ်ပူပူလေးပြင်ဆင်နေတာ။အိမ်မပျော်ပဲမျက်လုံးနီနီနဲ့ကလေးလေးအသက်ရှူတန်ကိုနားထောင်ပြီးစိတ်ပူနေတာကိုပင်ပန်းနေပေမဲ့မေမေအဆင်ပြေတယ်လို့သာပြောတတ်တဲ့အချိန်တွေကိုအိမ်မက်တွေကိုခဏရက်ထားပြီးကလေးရဲ့အနာဂတ်အတွက်စီစဉ်နေတဲ့မမြင်ရတဲ့စူးစမ်းမှုတွေဒီအချိန်လေးတွေကိုလူအများမမြင်နိုင်ကြပေမဲ့ကလေးလေးရဲ့လုံခြုံမှုပျော်ရွှင်မှုနဲ့ဖွံ့ဖြိုးမှုတိုင်းထဲမှာမိခင်ရဲ့မမြင်နိုင်တဲ့မေတ္တာတွေပါဝင်နေပါတယ်။မေမေလုပ်နေတဲ့အရာတွေကိုလူတိုင်းမမြင်နိုင်ပေမဲ့ကလေးလေးရဲ့ကဘာတစ်ခုလုံးမှာတော့မေမေဟာတောက်ပတဲ့အလင်းရောင်ကြီးတစ်ခုပါပဲ။